အခုထိအိမ်မရောက်ညဘက်ကျ3နာရီကျော်3နာရီမှတာအိတ်တယ်ဖုန်းကားပေးနာကောက်မလေးဆိုလို့ရှိရင်တားချတော့လဲဆိုတော့တားလည်းအပေါ်ပြန်ရဲတက်နေရပါတော့ကြားတဲ့အချိန်မှာတားနာမှ2ယောက်လုံးကောက်မလေးကလေးမလေးဆွဲတည်တဲ့အချိန်တားလည်းသူ့ကိုတော့ခါချတာမဟုတ်ဘူးပေါ့နော်ကိုကကိုဒီအပေါ်အသက်အရဲရှိရအပေါ်ရက်တည်းရဲ့အချိန်မှာဒါပေမဲ့သူ့လည်းတားပြက်မကဲနိုင်ဘူးတားတော့တောင်မှတားမနေရုံမှအဲ့ဒါဟိုဟွာဖြစ်တိုင်းတားစိတ်လည်းမကောင်းပျောက်ဆုံးနေတဲ့သူတွေလည်းပြန်တွေ့စေချင်နေသားတို့ပင်လာ19နှစ်နေအဲ့ကောင်မလေးသားပင်နာဦးရီမတွေ့သေးဘူးလမ်းနဲ့ပဲတမန်ကြီးမောက်ကြတော့မှဒါလည်းအသိစိတ်ပြန်ဝင်တာပါအသိစိတ်ဝင်တော့ခါမှကြတော့တမန်ကြီးကကုံမောက်သွားပြီဒါလည်းအောက်ထဲရောက်သွားပြီဘောအောက်ထဲရောက်သွားပြီဘောအောက်ထဲရောက်တဲ့အချိန်မှာပေါ့နော်ဒါဝယ်လာတဲ့ဒွင်းရင်သီးနဲ့ဒီလိုမေးစီးရိုက်မိတဲ့အခါနဲ့တတိပြန်ရတဲ့ခါကျတော့တာအဲ့ဘောအောက်ထဲရောက်နေပြီပေါ့နော်ဘောအောက်ထဲရောက်နေတဲ့အခါမှာကိုဘောပြန်တွေးတာတော့မဟုတ်ပါဘူးတားစိတ်ထဲမှာတားတင်းလိုက်တာဒီဘောအောက်တွေကထွက်နိုင်မှာအသက်ရှင်မယ်ဆိုစိတ်တွေးတယ်ပြီးလာခဲ့ပေးတဲ့အမကြီးကိုလည်းကျေးဇူးတင်ပါတယ်အမကြီးရဲ့ကိုကြီးရဲ့သူကဒီဘက်စိတ်ကလားမသိပါဘူးဒီဘက်စိတ်ကလည်းစီလုံးငားလာကြတာသူတို့ပြပေးရတာတကူကတားစီရောက်လာတားလဲအဲ့ဒီဟာမှမရရင်တားကိုတားလဲဒီဟွာမှမရှိတော့ဘူးလို့ထင်တာအဲ့လိုတော့တားချီကောင်လက်ပန်းရမ်းကြောက်သွားပြီစက်မကူးနိုင်တော့အဲ့ဒီပေါ်ရောက်တာတော့မှတားရင်ဆိုမြုပ်ကြပြီးမှပြန်ပေါ်တော့ပြန်ပေါ်တဲ့အချိန်မှာသူတို့အနာကပ်ပြီးအိမ်မကြီးရဲ့အကိုကြီးရဲ့အပေါ်ဆွဲတင်သွားတာဒီစိတ်ကထွက်ခြင်းဖြစ်တာဟုတ်ထွက်ခြင်းမှဖြစ်တာစကအောက်ကဒိုက်ပတ်တာလည်းဖြစ်နိုင်တယ်ဘာလို့ဆိုသူတို့တွေကလည်းပြောတာဒိုက်ပတ်တယ်လို့ပြောတယ်အမေသားတို့ဖြို့သွားတဲ့အချိန်မှာကျတော့စက်ကအဲ့လိုမျိုးဖောက်လို့မြည်သွားတာပေါ့နော်ဖောက်လို့မြည်သွားပြီးမိကိုထောက်သွားတယ်အဲ့ဒီအချိန်အဲ့ဒီမှာပဲဒီတိုင်းကျက်သွားတဲ့အချိန်မှာအကူခေါ်နေရပါပဲဆက်လက်ဦးလေးလည်းအကူခေါ်နေနေဘလို့အဲ့တမောအနီးနာကိုရောက်သွားလဲတော့ဒါလည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒီအချိန်မှာကိုလည်းအသိစိတ်တကယ်လွတ်နေတဲ့အချိန်မို့လို့ကျန်တဲ့ဟာတော့မမိပါဘူးကိုဝင်နေဆိုတော့အသက်ရှင်ဖို့တော့ပဲပြင်ရုံးကန်ထွက်ခဲ့တာပါတိုက်တဲ့အချိန်မှာတစောင်းလိုဖြစ်သွားတယ်ဒါစိတ်တင်တော့ပေါ့နော်တစောင်းလိုဖြစ်သွားတဲ့အချိန်မှာတမောကကို့ဘော်သူပြန်မောက်ကြတာအဲ့အချိန်မှာလူအပေါ်မှာပါတဲ့လူအကုန်လုံးအောက်ကိုရောက်တာတားပေးနာကောက်မလေးဆိုလို့ရှိရင်တားချတော့လဲဆိုတော့တားလည်းအပေါ်ပြန်ရဲတက်နေရပါတော့ကြားတဲ့အချိန်မှာတားနာမှ2ယောက်လုံးကောက်မလေးကလေးမလေးအကြီးမလာငယ်မလာတော့မသိပါဘူးတားချတော့ဆွဲသူလည်းပြန်ကိုဒီအပေါ်အသက်အရဲရှိရအပေါ်ရက်တည်းရဲ့အချိန်မှာဒါပေမဲ့သူလည်းတားပြက်မကဲနိုင်ဘူးတားတော့တောင်မှတားမနေရုံမှအဲ့ဒါဟိုဟွာဖြစ်တိုင်းတားစိတ်လည်းမကောင်းတမန်ဘာသူကအောင်နေသူကမနေရောက်ပါ17ရောက်ကလေးပါမနေ့ကတော့တားဖြစ်တဲ့နေရာသွားကြည့်ရဲ့အဲ့နေ့ညအသိမမှတ်မိလို့လာဆွဲတူဝေးတယ်တမန်နဲ့ဒီဘက်ကန်ထိလိုက်ပို့ပေးရပေါ့နော်အမဆိုသူ့ပါလာတဲ့အင်ကြီးလက်ရှိဝတ်ပေးတယ်အကိုကြီးတယောက်ဆိုခေါင်းတုပ်ဖို့အတွက်ထုတ်ပေးရပေါ့နော်အဲ့အမနဲ့ကိုလည်းညနာလည်းတိတ်မမမိတော့ပါဘူးအဲ့လိုကျေးဇူးတင်တယ်ပေါ့နော်တကယ်ပြောပါသူမလိုက်ပါနဲ့သူတို့နဲ့တွေ့လို့ပေါ့နော်သူဘေးကအသက်ပဲလူတော့ပြောလို့ရပါသူအမေတို့ကအမြဲမသွားဖို့ပြောတယ်ပိုက်ကြီးနဲ့မို့လို့မသွားဖို့ပြောတယ်ဒါပေမဲ့အဲ့ဒီကအရင်မေးစီကလည်းတာရခမစီကလည်းဒါပတ်စံမတောင်းကျင်တော့လို့ဆိုတာမှမဟုတ်ဘူးလာယူဆိုတာနဲ့ပတ်စံတသိန်းသွားယူတာတသိန်းသွားယူပြီးတော့ဒူရင်ဒီနှလုံးဝဲဖာရူလာလေးနဲ့ဒီဘက်ကကိုပြန်ကူးတာပေါ့နော်အဲ့ဒါလေးဝဲပြန်ကူးတာဘာတွေကိုပဲရှာကျွေးခဲ့လို့လားမသိပါဘူးတကယ်ဆိုတင်မောရိုက်တဲ့ကဒါပြန်ပြီးတော့တတိယဆရာမှမလို့တော့တင်မောကြီးသားပေါ်ကြားရပျောက်ဆုံးနေတဲ့သူတွေလည်းပြန်တွေ့စေချင်နေသားတို့ပင်လာ19နှစ်နေအဲ့ကောင်မလေးသားပင်နာဦးရီမတွေ့သေးဘူးအောက်ချားညဘက်ဆိုလည်းအခုထိအိမ်မရောက်ညဘက်ကျ3နာရီကျော်3နာရီမှတာအိတ်တယ်ဖုန်းကင်ပြီးတော့သတင်းကြည့်ရဲ့သတင်းမှာပေါ်မလားစိတ်ထဲမှာအတန်ကြားရင်မို့တော့သူတို့များပြန်တွေ့လို့သူ့ဘာတွေပဲလာခေါ်လာ
ဒါမို့တစ်ခုများတမန်တရားအတိလာပေးရလားဆိုစိတ်ကြီးဒါပေးနာသူဆိုဗျာမျက်နှာလည်းမြင်လိုက်ရတာဆိုဒါလုံးဝအိမ်မပြောအဲ့ဒီနေ့ပဲပေါ့နော်ဖြစ်တဲ့နေ့လေးပဲဟိုအသေးသေးအဲ့လိုမျိုးရှာတဲ့ပုံစံမျိုးလိုပဲဒါစိတ်ထဲမှာတော့တွေးမိတယ်ဒါဆိုနောက်နေ့ဒါအမှအကြာကြီးပဲထိုင်ကြည့်နေရဒီတိုင်းပဲပုံမှန်ပဲသွားလာနေတဲ့ပုံစံပဲသူတို့တော့ပုံမှန်ဆိုတော့ပျောက်ဆုံးသူရဲ့အမေပေါ့ဒါမှမဟုတ်အတိမိတ်ဆိုအဲ့ဒီလူလောက်ပဲသူတို့အဲ့လိုမျိုးပူပန်မေးမှာပေါ့တမီးလူကတော့ခဏတာပဲလို့သားထင်တာပဲ